ကျောင်းဝင်းကြီးထဲမှာမိနစ်20တိတိအောင်ပုံနေနိုင်ုံနဲ့ဒေါ်လာတန်းကျွဲတထေးဖြစ်သွားမဲ့သူကဘသူဖြစ်မလဲပထမဆုံးကစားသမားအာနိုကတော့တော်တော်ညံကောင်းနေဗျကျောင်းထဲမှာလေဝင်လေထွက်ပိုက်တွေအများကြီးရှိတာကိုအခွင့်ကောင်းယူပြီးနယ်ရန်လွတ်တစ်ခုပေါ်မှာလေဝင်လေထွက်ပိုက်အတူကြီးတစ်ခုကိုစောက်ပြီးအထဲထဲဝင်ပုံးနေလိုက်ပါတယ်ဒုတိယတစ်ယောက်ဖြစ်တဲ့ဆိုပင်ကတော့ဓာတ်လေကားဘေးနယ်ရန်အတူကြီးတစ်ခုထပ်ဆောက်လိုက်တာဒါပေမဲ့ပွဲစီစဉ်သူတွေကအကွက်ချန်ထားခိုင်းလို့ဘေးကနာမည်ပြားလေးမှာအပေါ်ခလုတ်နဲ့အောက်ခလုတ်ကိုပြိုင်တူနေရင်တကားပွင့်မယ်ဆိုတဲ့လှုပ်ဝက်ချက်လေးရေးထားရပါတယ်ဒါကိုရှာတွေ့ဖို့ကလည်းမလွယ်ဘူးနော်တတိယမြောက်မဆူဘူးကတော့တာယာခွေကြီးထဲမှာပုံးချင်တာဒါပေမဲ့သူ့ပိုက်နဲ့ကလည်းအဆင်မပြေဘူးလေဒါနဲ့ပဲသူကမြေကြီးထဲမှာကိုမြုပ်မျက်နှာကိုမီးသွေးတွေတုပ်ပြီးရမ်ဘိုစတိုင်နဲ့ပုံးနေလိုက်ပါတော့တယ်စတုထမြောက်မူကိုင်းကတော့ဂိုတောင်ထဲမှာပုံးဖို့ရွေးခဲ့ပါတယ်ဂျက်ဖာပုံးတွေကြားထဲမှာပုံးတာထက်ပိုလန်းတာကနိုင်ရန်တစ်ခုအတူလှုပ်လိုက်ပြီးပုံးတွေအောက်ကနေနိုင်ရန်နောက်ဘက်ကိုလှုပ်ဝက်လန်းဖောက်ထားတာဗျပစ္စမမြောက်ဦးမိခါဝါကတော့စပွဲခုံကြီးကိုအလုံးပိတ်ပြီးစာအုပ်တွေကြားထဲမှာပုံးနေတာပါသူ့ကိုရှာတွေ့ဖို့ဆိုရင်အပေါ်ကစာအုပ်တွေကိုအကုန်ဖယ်အောက်ဆုံးကစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာကိုလှန်ကြည့်မှသူ့ကိုတွေးမှဆိုတော့တော်တော်အုံနောက်စားမဲ့အကွက်ပဲစက်ထမမြောက်ကီကူတာကတော့ရုပ်ဖြတ်ကျွမ်းကျင်သူပါအားကစားယုံတွေကပိုက်ကုံတွေနဲ့တူအောင်ရုပ်ဖြတ်ဝစ်စုံဝစ်ပြီးဒုတိယထက်နိုင်ရန်မှာကတ်နေတာဗျအဝေးကကြည့်ရင်တော့ပိုက်ကုံကြီးပဲပေါ့တတမမြောက်အိုကာဘူးကတော့တခွဲကန်းထဲမှာခုံတူတစ်ခုထပ်လုပ်ပြီးပုံးနေပါတယ်ဘေးကနံပါတ်ပြားလေးကိုခွာပြီးခလုတ်နှိပ်လိုက်မှသူ့ကိုတွေးမှာပါနောက်ဆုံးတစ်ယောက်အာကီယာမာကတော့ဂီတခန်းနှစ်ခုကြားကတကားလေးကိုမုန်းမှန်ပြီးအထဲမှာပုံးနေတာပါအောက်ကမှန်ပြင်းပေါက်လေးကိုလှည့်ကြည့်မှပဲသူ့ကိုတွေးနိုင်မှာဖြစ်ပါတယ်ကဲခဏနေចောင်းသားတွေလိုက်ရှာရပါပြီဘသူအပုံးနိုင်ဆုံးဖြစ်မလဲကွန်မန့်မှန်းခဲ့ပေးပါဦး